မိန်းကလေးတယောက်တည်းငါမှငါအမေရှိတယ်ငါအဖေမရှိတော့ဘူးငါ့ဘာငါခက်ရငါရှုံးရတာငါအသက်16 19ငါအဖေဆုံးတာဒီအိမ်တော်ကြီးတစ်ခုလုံးငါပဲဦးစီးလာငါမှပင်မစီးရပူစာအများကြီးရှိတယ်နော်နင်တို့ထိုးနေတယ်ထိုးနေတော့မရဘူးနင်တို့ကကာဝဲပေးမဲ့အဖေတရားမရှိယောက်ျားတရားမရှိဘူးဒီအိမ်မှာယောက်ျားတရားမရှိဘူးဆိုတော့နင်တို့ငါ့ကိုပြောချင်တိုင်းပြောဆိုရင်လည်းဆိုလို့ရှိတယ်လို့မရဘူးနင်တို့အောက်လိုက်ဝိုင်းလောက်နေတာအခုအောက်တန်းစားရီနင်တို့အောက်လိုက်ဝိုင်းလောက်နေတာနင်တို့မိဘတွေတို့ပြန်မေးကြည့်လိုက်နင်တို့မိဘတွေအရက်သမားနဲ့သမားတွေအမေမပါနဲ့လို့သမီးကိစ္စသမီးရှိမယ်အမေစိတ်တူတာတည်အမေမပါနဲ့ကိုသားတို့တရားလို့ပဲမိဘတွေလက်ပတ်ကြည့်တာနင်တို့အခုယောက်ျားအိတ်တက်မယ်ထတ်တင်တယ်ငါ့ကိုကာဝယ်မဲ့လူငါကူငါပဲရှိရနော်ဒါပေမဲ့ငါအပေါင်းအသင်းတွေရှိတယ်ငါ့ကိုနောက်မှထိနေတယ်ငါအပေါင်းအသင်းတွေရှိတယ်ဒီမဆိုင်တို့ထိရင်ထိလို့ရတယ်ထိလိုက်ထိပြီးငါ့ကိုတေးအောင်တစ်ခါတည်းတက်ခဲ့ငါ့ကိုတေးအောင်တစ်ခါတည်းတက်ခဲ့ငါ့ကိုရှင်းအောင်တော့မထားခဲ့နဲ့ရမလားရမလားလောက်ကြည့်လိုက်လေမဟုတ်ဘူးအမေခဏလေးနေနေတော့ခဏခေါ်လိုက်တော့ခဏခေါ်လိုက်တော့အမေမရဘူးငါအမေပါတခုဖြစ်ရင်နင်တို့ကုန်တွေ့မှာနော်ဝင်ထဲဝင်မေထဲဝင်တော့ဝင်လို့မဝင်ခိုင်းတော့ဝင်ဒီမှာကြောဘာနာမှာကျမတခုဖြစ်ရင်သူတို့ရဲ့စာထဲမှာဟိုချိန်ချောက်စာပါထားပြီးသားနော်ကျမကမနေ့ကတောင်းဝင်တယ်အမေကိုတောင်းဝင်တယ်ကျမကြေးပေးထားပြီးသားကျမကိုထက်လာမလို့နဲ့ခုချိန်မှာကျမကအကုန်လုံးကိုပတ်ရမ်းမှာနော်ရမ်းလို့ရရင်ကျမမှာတက်တေထောက်ထားချက်လက်ကုန်ရှိတယ်တယ်ရုံမှာမိန်းကလေးတယောက်ကိုဝိုင်းပြီးတော့အဲ့လိုမျိုးလောက်တာရှင်တို့ကမညီမမရှိဘူးလားအဲ့လို post တစ်ခုတင်လိုက်လို့မရှိဘူးလားအခု post တင်နေအကိုဒီမှာနာမည်မပြောချင်လို့အဲ့ post ရေးလိုက်တော့အောင်တော့မရှိဘူးပုံမှန်တော့ကျမကအဲ့ဟာယူပြေးလေအောင်ဖြစ်ကျမတနေ့ကုန်အဲ့လူတွေနဲ့ contact လုပ်ပြီးကျမဒီပြဿနာယူကျမရှင်းဖို့ကျမစူးစမ်းနေရအခုရှင်တို့လုံးလိုက်တဲ့ဟာကြီးကတော်ဆူဆူကျမတခုပဲမနေ့ကလည်းမှားလိုက်တယ်ကျမကိုထပ်မထိခိုက်နဲ့ကျမမခံဘူးကျမ4 နှစ်တာကာလမှာရှင်တို့မသိခဲ့တဲ့စိတ်ပိုင်းဆိုင်ရာနော်ခံခဲ့ပြီးပြီလူကိုကျမမမေရကျမဖေကကျမဘာမြင်ဖူးအဲ့လိုကျမဘာရဖူးလဲနောက်ဆုံးသူဘာပြောတယ်လဲငါညီမအငယ်လေးတော့ငါဘာမြင်ခဲ့ဘူးအဲ့လိုလူမျိုးရှင်တို့ရင်တရားလို့လေကဲတိုက်ပါဟုတ်ပြီတိုက်ကျမကဘာမှမဖြစ်ဘူးတိုက်ရှင်တို့ကတော့တစ်ဖက်အိမ်အောင်ရေးကိုဖြစ်မှာဆိုလို့ကျမလည်းဖြစ်မှာဆိုပါတယ်ဒါပေမဲ့ကျမကိုမထိနဲ့အခုရေးရတဲ့ဟာတွေဒီမဟုတ်သေးဘူးနော်ကျမနီးလေကပြထားရတော့အဲ့အကိုရဲ့နာမည်ကြီးလည်းပါအတိုင်းလည်းပါကျမလည်းအဲ့ကိုရဲ့နာမည်ခေါ်ပြီးပြောရတဲ့အတွက်ကြောင့်မလို့ပြောလိုက်အဲ့မိန်းကလေးလည်းတိတ်ခါကြမှာကျမ record ရှိလို့ရှင်တို့မိုက်နေရ record မရှိကျမမမိုက်ဘူးကျမအယူမှမဟုတ်ဘူးသိလားကျမအယူမှမဟုတ်လေအဲ့လိုချက်လေကိုကျမ4 နှစ်လောက်တွဲလာဘာလို့တွဲရလဲလို့မေးတယ်ဟုတ်ပါရဲ့ရီရလို့ကျမလေ
ရီရလို့အခုမှပဲကျမကိုမနိုးမုန်းထားသိရမလားရန်သူတွေတအားများကျမမှသိလိုက်ရတယ်အေးပေါ့စပ်ရမ်းတော့ရီရတယ်ရှက်လည်းမရှက်ကြဘူးဟမ်ဘယ်လူဘယ်မိန်းမကရှင်တို့လူရဲ့အနွန်နာကိုခံရလို့လဲဟမ်ရှင်တို့သိဆုံးလေကဲဟုတ်ပါပြီခုယူတယ်အမနဲ့ရှင်တို့ပြောလို့ပဲ6လနဲ့ကြိုက်ပြီးတော့ဒီလိုယူတယ်ဒီလိုဖြစ်တယ်သူတော့ကျွန်မတို့ဒဏ်ခံမထင်နေလို့လားအခုအဲ့ဒီလူဘာဖြစ်နေတယ်အဲ့ဒီလူဘလို့ဘာဖြစ်နေတယ်ဘလို့ပြဿနာရှိတယ်ဘလို့ခက်ခဲရှိတယ်အဲ့အမတော့သိချင်မှကျွန်မသိတယ်ကျမသိတယ်သိလားအဲ့ဒါကြောင့်ကျွန်မပြောနေတဲ့စကားရှင်တို့သိရထင်နေရဆိုတဲ့အကြောင်းအရာတွေကျွန်မတို့နှစ်ယောက်ကျမှကျွန်မတို့သိနေတဲ့ connection တွေအများကြီးရှိတယ်နည်းနည်းပါးပါးလဲ calculator လေးပါလေးကင်တာနော်ကိုကာဗာလုပ်မယ်တခြားဘက်ကာဗာလုပ်မယ်ဆိုလဲသူများကိုထိုးချမယ်ဆိုလဲဒိတ်လေးတော့မှန်အောင်အတွက်လာလေးတော့မှန်အောင်အတွက်ဒါကျမမတရလုံးမပြောတာကျမနဲ့ခင်မင်ခဲ့တဲ့မျက်နှာရှိလို့ကျမတရလုံးမပြောတာခုနကဟိုကောင်မတော့ဆိုကျမနဲ့ကျမတို့ဆောက်ကြည့်ကုန်စလို့ကျမထည့်ပြောတာကျမခင်မင်ခဲ့တဲ့မျက်နှာရှိလို့ကျမအခုဘာမှမပြောပဲကျမပါဇက်ပိတ်ပြီးတော့ဟုတ်လားရှင်းပဲကျမ fax နဲ့ပဲပြန်ရှင်းသွားတာဂျားသုံးညမပါနဲ့ဆိုတဲ့စကားဒီအသက်အရွယ်ရောက်နေမကြဘူးလားကျမမိတ်ပြက်လည်းကြီးမဆိုင်ဘူးနော်ကျမအဲ့ဒီအတိုင်းဝိုင်းပြင်မှာထွက်နေတဲ့မိန်းမရှင်းလားကျမဘယ်သူမှမကြောက်ဘူးကျမမှဘယ်သူမှမကြောက်ဘူးအဲ့ကျမပြန်ငယ်လေးတင်ထားပြီးသားကျမတူရီတော့သမီးငယ်ငယ်လေးကျမပြက်မှန်ရင်မခံခဲ့နဲ့ရအောင်ပြန်ချအဲ့ကျမပြငယ်လေးတင်ပြီးသားရှက်တဲ့ဒီ live ကိုကြည့်ရင်ရှက်တဲ့ကာယကံရှင်လည်းရှက်ကာယကံရှင်ဝင်မနေတယ်ကျမပြောအပြစ်မပြုံးနော်မလို့ရတယ်ကျမကိုမထိခိုက်တဲ့နီးနဲ့မရှင်းနော်ကျမကိုမထိခိုက်တဲ့နီးနဲ့မကျမကိုမထိခိုက်တဲ့နီးနဲ့ရှင်းတကယ်ဆိုးအဲ့လိုကြီးကြတော့မသိရင်ကိုကပဲလိန်နေတယ်လို့ညာနေတယ်လို့နဲ့ကျမပဲတန်ရှင်ရှာခြင်းတယ်လို့နဲ့အတန်ရှင်ရှာတာမကြိုက်